grade 2ပဲကိုအခမဲ့မတို့သင်ပေးမယ်အကြောင်းဒီနေ့မှာတော့မှကဒီဗီဒီယိုလေးကနေပြီးတော့ grade 2ပဲအခမဲ့သင်ပေးမယ်အကြောင်းလေးကိုမှဗီဒီယိုလေးနဲ့ပြောပြပေးမယ်ပေါ့နော်။post တစ်ခုတင်လိုက်တယ်။ဆက်ချုပ်တက်တဲ့သူလားမချုပ်တက်တဲ့သူလားပေါ့နော်။အဲ့ဒီမှာမတို့ချုပ်တက်တဲ့သူရောမချုပ်တက်တဲ့သူရောလာပြီး comment လေးတွေမှန်းကြတယ်။ချုပ်တက်တဲ့သူတွေလည်းရှိရယ်မချုပ်တက်တဲ့သူတွေလည်းရှိရယ်ပြီးတော့နောက်တစ်ခုကမတို့ချုပ်တက်တဲ့ငွေကြေးလက်တနိုင်ရတာနဲ့မတို့ဒီချုပ်ယုံထောင်မှုတော့ပေါ့နော်ဘယ်လိုကနေစလို့စားမယ်မသိဘူးဖြစ်နေတဲ့သူတွေပေါ့နော်ဒီလိုအကြောင်းမျိုးတွေရှိမယ်မတို့အဲ့တော့အမကအဲ့အကြောင်းမျိုးတွေကနေပြီးတော့အမတို့ဘလူတွေကိုဘလူတွေကဘလူမျိုးလမ်းကြောင်းနေနဲ့ကိုက်ညီရဲဆိုတဲ့အချက်လေးတွေကိုအမကအရင်ဦးဆုံးဒီသင်ခန်းစာထဲမှာအမကကိုဘလူလမ်းကြောင်းနဲ့တင်တော်လဲဘလူမျိုးရွေးချယ်လို့ရလဲဆိုတာကိုအမကဆွဲထုတ်ပေးမှာပဲဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်တော့အမတို့ကိုရွေးချယ်မယ်လမ်းကြောင်းတွေပေါ်ကနေပြီးတော့အမတို့ဒီထုတ်ကုန်တွေကိုထုတ်တဲ့အချိန်ညရင်အမတို့ဘလူမျိုးထုတ်ကမလဲဘလူမျိုးလေးတွေကိုအမတို့ဖန်တီးလို့ရလဲဆိုတဲ့ဟာကိုအမကွန်မန့်လေးတွေမှန်ခိုင်းထားတယ်အဲ့ဒီကနေအမရွေးချယ်ပြီးတော့၅ပုံတီတီကိုအမကနမူနာဆွဲပြပြီးတော့လုပ်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီတန်းလေးကကိုလမ်းပြောင်းနေတယ်ဘယ်လိုလို့ဘာလို့ကမှမသိဘူးဆိုရင်တော့အမတို့ပြောထားတဲ့စီကန်းချက်လေးတွေနဲ့အညီအမတို့လာပြီးတော့ join လို့ရတယ်စီကန်းချက်လေးတွေထားလိုက်တယ်ဆိုတာလေအမတို့ကဒီမှာပေါ့နော်အမတို့တွေးသမျှသူစိတ်ဝင်စားတဲ့သူမစိတ်ဝင်စားတဲ့သူအမတို့လာ join နေမှာဆိုတဲ့အတွက်အမကဒါလေးကိုစီကန်းတတ်မှတ်လိုက်တဲ့ပေါ့ပါအဲ့တော့ Facebook page ရှာပြီးတော့အမတို့ review လေးမှာအမတို့ page ကိုထင်မြင်ချက်လေးတစ်ခုရေးပြရမယ်ပြီးတော့အမတို့ comment အောက်မှာကိုကပုံတင်ချင်တာမရှိဘူးအမတင်ပေးမဲ့ဟာလေးကိုပဲကြည့်ချင်တယ်ဆိုရင်လေကွန်မန့်မှာတစ်ခုခုရေးခဲ့ပြီးတော့ဒါမှမဟုတ်ရင်လေတင်ချင်တဲ့ပုံလေးတွေရှိရဲဆိုလဲကွန်မန့်မှာဒီပုံလေးတင်ပေးပါဆိုပြီးတော့အမတို့အန်ကယ်လို့ရပါတော့အေးစီကန်းနဲ့ချက်လေးလုပ်ရုံနဲ့အမတို့နေတဲ့လမ်းကြောင်းကိုအမတို့ရှာတွေ့အောင်အမရှာဖွေပြီးမှပဲဖြစ်ပါတယ်အဲ့တော့ဒီအတန်းလေးက rate 2ပဲကိုစတင်ချင်တဲ့သူတွေအတွက်ဆိုရင်ဘယ်ကနေဘလို့စရမှမသိဘူးလမ်းပြောင်းနေတဲ့သူတွေဆိုရင်လာ join ဖို့မှာကဒီဗီဒီယိုလေးကနေဖိတ်ခေါ်ပါတယ်အဲ့တော့ဒီတန်းလေးထဲမှာအမနဲ့အတူတူပြန်ဆောင်ပါမယ်စီကန်းလေးတွေနဲ့ကိုက်ညီတဲ့သူလေးတွေကိုတော့အမတို့မကြခင်မှာ link လေးတွေပို့ပေးမှာပဲဖြစ်ပါတယ် join ရမယ့် group link လေးတွေပေါ့နော်အဲ့တော့အမနဲ့အတူတူအဲ့ဒီတန်းလေးထဲမှာပြန်တွေ့ပါမယ်နော်